ချိန်လေးသိမ့်သိမ့်မစဲတဲ့နှစ်ဖက်တော့တိုင်းဝိုင်းပေါက်သေးများရဲ့အဲဆောင်ခံမှာပုံကလေးရွှေလာမီလိုဝေးပါပါမီလိုမျက်နှာတက်ပြီးတင်လာဂုံယူလောက်ပါပြီတဲ့အပေါင်းအသင်းများတွေမိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အထိတ်မှန်လို့အောင်ဝဲချိန်တဲ့သိမ့်သိမ့်မစဲတဲ့နှစ်ဖက်တော့အသိဝိုင်းအပေါင်းအသင်းများရဲ့အဲဆောင်ခံမှာပုံလေးရွှေလာမီလိုဝေးပါပါမီလိုမျက်နှာချက်ပြီးပြလာတယ်သမယမင်္ဂလာပွဲကြီးခြင်းပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းဒီချိန်ခါသမယမင်္ဂလာပွဲကြီးခြင်းပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းလူနဲ့ပြမကောင်းကြီးဩဘာလန်တွေတီးတယ်လေးတီးတယ်မင်းတို့ချစ်ဟာကဘာမြေတလွားမှာပြိုင်ဆန်းရှားပြီကွယ်မင်္ဂလာပွဲကြီးခြင်းပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းဒီချိန်ခါသမယမင်္ဂလာပွဲကြီးခြင်းပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းလူနဲ့ပြမကောင်းကြီးဩဘာလန်တွေပေးတယ်လေးပေးတယ်မင်းတို့အချစ်ဟာကဘာမြေတလွားမှာပြိုင်ဆန်းရှားပြီကွယ်ဒါချစ်စာဦးမောင်မေစိတ်ရောရွှေရောနေနေလာလို့လက်ဖက်နေတဲ့တငယ်ကြီးတို့ရဲ့စိတ်ရွှေရနာပစ္စည်းဥစ္စာပေါ်ထွေးဝါရင်ရောဒီကပုံပမာနဲ့ကြောင်ညာခတ်သိမ်းကြီးငိမ့်နေလေးမြားတွေလည်းကြီးငွေရှိစီကြောင့်ပေါင်းနေတာတောင်းစုပြလိုက်လေလောက်ပါပြီအပေါင်းအသင်းများတွေမိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အထိတ်အမှန်လို့အောင်ဝဲချိန်လေးသိမ့်သိမ့်မစဲတဲ့နှစ်ဖက်တော့တိုင်းဝိုင်းအပေါင်းအသင်းများရဲ့အဲဆောင်ခံမှာပုံလေးရွှေလာမီလိုဝေးပါပါမီလိုမျက်နှာချက်ပြီးတင်လာတယ်ဒီချိန်ခါသမယမင်္ဂလာပွဲကြီးခြင်းပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းဒီချိန်ခါသမယမင်္ဂလာပွဲကြီးခြင်းပါတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းလူနဲ့ပြမကောင်းကြီးဩဘာလန်တွေပေးတယ်လေးပေးတယ်မင်းတို့အချစ်ဟာကဘာမြေတလွားမှာပြိုင်ဆန်းရှားပြီကွယ်ချစ်တိုင်းများတဲ့ဒီဘဝဒါချစ်စာဦးမောင်မေစိတ်ရောရွှေရောနေနေလာလို့လိုက်ဖက်နေတဲ့တငယ်ချင်းတို့ရွယ်စိတ်ရွှေရနာပစ္စည်းဥစ္စာပေါ်ထွေ
သိငိမ့်နေဒီပြားတွေလည်းကင်းဝေးပြီပငယ်ချင်းတို့မင်္ဂလာပေါင်းမဲကာယစိတ်ဓာတ်ဒုက္ခပြေဝကြစေတကယ်အသက်ရကျော်ရှိသေးကြောင်းပေါင်းစီသာတောင်းစုပြုလိုက်ရဲ့ပါတယ်နော်အဲ့တော့ဒါလည်းလို့ဆိုလို့ရှိရင်ဒါအဘိဓိကပေါ်လောင်ပေးရခြင်းလည်းဖြစ်ပါတယ်လို့နော်အဘိဓိကဘာကိုအဘိဓိကခေါ်ပါလဲအဘိဝိသေနေနာဘုံတိအနနာတိတိအဘိဒီကအဘိဝိသေနေနာအရင်အခုတစ်ခုဘုံရတော့စကားလို့ဆိုဝိနာဝသနေနာဤသို့သောစကားဖြင့်ပိပတိပေါ်လောင်အပ်ဤတဲ့နော်ဣတိတ္တမှာထို့ပေါ်လောင်အပ်တော့အဘိဓိကအဘိဓိဝိပါတယ်နော်ဒါအဘိဓိကလည်း12ပါးရှိတယ်နော်ဒါအနည်းဆုံးအတူထုံးပြောလိုက်တာဟုတ်တယ်ဝိဝါဟဘိဓိဒီကနေ့ခွန်ညာလက်ထက်မင်္ဂလာတွေမှာပြုလုပ်တာဝိဝါဟဘိဓိခွန်ကြီးတော်မှာတွေတုံးပြီးမင်္ဂလာအဖြစ်ပြုတဲ့မင်္ဂလာဘိဓိအိမ်ရှိတဲ့ဖြစ်ပေါ်ရတဲ့ဥပရိသေဘိဓိဝိရိယပေါင်းကြီးဖြစ်တင်ရောက်တဲ့ခါမျိုးပြုလို့ရတာကြတော့မဟေတိဘိဓိဒီနေ့တမင်းကြီးရှင်နေနော်ဒီလိုဖြစ်တဲ့အခါမျိုးတင်ရတာကြတော့ခတိယဘိဓိဝိပါရစသည်စသည်ပေါ့ဒါမျိုးလေးအကျဉ်းချုပ်ဆက်ပါရှိပါတယ်လို့ဘယ်လိုတိုးလောက်တဲ့နေရာမှာလဲဒီကိနာတလိကဒီကရတ္တကရုလည်းမောင်တရလာအကျက်ကအရမတရကောဒီစိကိုကိုစိအင်္ဂါချက်ဆိုတော့နော်ဒါကမိကြတဲ့တိလာအောင်ညအောင်ယူစီမှာအဘိဓိကနေရောက်လာတယ်မင်္ဂလာဟတ္တရောက်တယ်လို့ဖြေရတယ်ပေါ့ဗျာဒါတော့ဆိုကျွန်တော်မိမိတက်ဆဲလေးလေးလာထားတဲ့လေးကိုတိလာညစွာလေးလို့ဒီအခမ်းအနားစားရမှာမို့ကျွန်တော်မင်္ဂလာတွေအခမ်းအနားစားတဲ့အချိန်ကစားလို့လည်းတက်ချက်အဟံဝန္တာမှုသံဃာ့ခုနတက်ချက်အဟံဝန္တာမှုသံဃာ့ခုနတက်ချက်အဟံဝန္တာမှုမာတာပိတုခုနတက်ချက်အဟံဝန္တာမှုအာသရိယခုနတက်ချက်အဟံဝန္တာမှုဣမေပိသခုနတက်ချက်အဟံဝန္တာမှုပါဗျာဘုရားနဲ့သစ္စာလေးပါးမြင်တရားကိုပိုင်းခြားထင်သိနေတယ်တရားတိတိုင်းလူနဲ့မှာတတ်တော်များတို့အသိချုပ်ချအောင်ပေါ်ကြတဲ့ကိုသိနေတယ်လို့တရားဆိုလို့ရည်အား၎င်းသမတ္တဓမ္မနဲ့လေးနဲ့ပြောလေးနဲ့လက်ကျန်တရိယာဆိုတော့ဆေဘာတော်တရားတော်မြတ်တို့အား၎င်းသံဃာတသံဃာနဲ့မက္ခဏလေးကဘုရားလေးရောက်ရှိရတော့တော်ဒီကသံဃာတော်အရှင်သူများနဲ့တော့ယခုလက်ရှိသမုဒိသံဃာတော်အရှင်သူများနဲ့ကိုလည်းမာတာတိဒုက္ခမြင့်မို့တောင်းမတအကြီးကြီးမွေးတိကြီးကိုကျေးဖကေဟုအနန္တကိုကျေးဇူးရှင်လို့ကို၎င်းအာသရိယတာအတက်လဲတဲ့လို့ဆိုမှတိတ်ကမချင်းဘေးရန်ကြီးတာတဲ့ရပေါ့ဆရာတကယ်ရှင်သူများများတို့ကိုလည်းမကလာဖေရတရားတန်ခါနှစ်ပါးကျင်လာအတိအကျပါတာမို့မိဘဆရာဘုန်းတော်သူသုံးရင်ပေါ်သာအပြည့်ဖြင့်တက်ပြဆံရိုးရိုးသောဝေဒာမိကာယဝစီဝိနောစီရဲ့အင်္ဂလိပ်မျိုးမျိုးလက်ဆောင်မျိုးရှိခိုးခြင်းယူလိုက်ပါသည်အရှင်ဘုရားရှိခိုးခြင်းယူလိုက်ပါတော့သည်အရှင်ဘုရားကြီးဘုရားအနန္တအနန္တငါးပါးဥပ္ပမာသာလေစကိုင်းတိုင်းဘုရားကြီးရမတိတရားရမတိမျိုးလေတာတိဘောအုပ်စုဖြည့်ကျွမ်းလာလီယာဒီကအောင်ဘာတဲ့ဥပ္ပဘာတန်လိုက်ရဲ့ရှင်မျိုးဖြစ်တဲ့မောင်ဘာသိရတဲ့ဤသားမောင်လူလူအောင်ဤမဖို့ဤဝိသတာချက်တဲ့ဘယ်အကူမောင်ဝေချအောင်မောင်လူအောင်ဤမဖို့ဤမောချက်တဲ့ချက်တဲ့လို့အကူမောင်လူအောင်ဤမောင်လူအောင်ကျွန်တော်ချက်တာလည်းဖိုင်လို့ဒီတိုင်းဒေတာကြီးရဲ့တရားရင်းလာတယ်လို့တောင်းလို့ဆိုတော်ကြီးဟာအဘကြီးဥပ္ပမေကြီးဘောမျိုးကြီးကြတဲ့ဆိုတာဒါကြီးဥပ္ပမေကြီးဘောတောင်းတို့ရဲ့ချီးမွမ်းမှုဥပ္ပဥဘောဘောရဲ့တမီးကိုယ်တိုင်နိုင်လက်ထတာမြင့်တို့ရဲ့ညီမလောရရဲ့တရားရဝတိရတဲ့ဣသလကိုအောင်လက်ထတာလေးလေးညီမဆက်ရရမောင်ကြီးမျိုးကအေးချမ်းမတဲ့အမလက်ဆောင်လာဝင်းကြီးရဲ့
ဒီနေ့မင်္ဂလာအိတ်ခံပွဲအခမ်းအနားဖြစ်ပါတယ်အဲ့တော့မောင်ကိုကျူအောင်မဆန္ဒရင်းလို့ပါဖြစ်ဘုရားရှင်ဟောကြားခဲ့တဲ့ဘုရားကသေနိယဒေနာပိဿကနာဝိဒေနာဝါဧဝံတံခါယတိတိမဥပ္ပရဝရထောတတိလို့ပါဠိလာရှိခဲ့တဲ့အတိုင်းနော်မောင်ကျူအောင်မဆန္ဒရင်းလို့ပါဖြစ်ရှိသောအတိတ်ဘဝကခြားခဲ့တဲ့ရေဆက်ခိုင်ရတဲ့သိက္ခာတစ်နှစ်တည်းဒီကနေ့ဒီရက်မှာပြန်လည်ဆုံးပြီးလာတယ်နော်နှစ်ဖက်မိကအဖေဘွားများကမကောင်းမိသားစုရဲ့ညလာအတက်တွေကိုတင်းကိုပြီးရင်ထင်များခြင်းလို့ငါအမနော်မိသားစုရဲ့ဘုရားရှိတဲ့အားလျော်ကဒီနေ့တားတဲ့သမီးတွေတော့မင်္ဂလာအခမ်းအနားထွေးများတဲ့မင်္ဂလာပြုလုပ်ပေးပါတယ်တဲ့နော်အဲ့တော့ကျင်းတော်ကလည်းအခုကအရင်ကျင်းတော်မဟုတ်ဘူးပြအင်းကျင်းတော်လေးဖြစ်နေပြီဘာကြောင့်လဲဆိုလို့ရှိရင်ဘုရားတရားဘာသာဘုရားကြောင့်ဒီတစ်ခုတော့လမ်းမအင်္ဂလာမှာချက်လို့ကျင်းတော်ကဖြစ်ကျင်းတော်ရတရားဖြစ်နေပါပြီလို့နော်ဒါလည်းတည်ပြီးဆိုလို့အခုကနော်အင်္ဂလာနဲ့ဖြစ်နေလို့ရာရာတွေမှာလည်းသိကြပါလေအဲ့လိုမင်္ဂလာအကြောင်းလေးတော့အင်းကိုပြောနေပါသေးတယ်မင်္ဂလာနဲ့တိုင်းဆိုရင်လူတာတွေကလည်းတကာတော့လို့ပြီးပြီးတဲ့ရမင်္ဂလာအရှင်မင်္ဂလာတရားတွေကိုဘာသာတိုင်းတစ်ဆက်နှစ်နှစ်ကာလပါလို့စိတ်ဓာတ်ရန်တာတိကျရကုန်စိတ်ဓာတ်ရင်းကျရဘုံတော်နဲ့နာတိပ္ပံတိနာတိပ္ပံတိမသိနိုင်ရပါဘူးလို့နော်ကျွန်တော်တို့မင်္ဂလာဟာဖြစ်ဒီပါရုံနဲ့မြင်နေနော်အထူးရတာလို့မြင်နေတော့လေဟောဒါလေးကမင်္ဂလာအတန်ကောင်းတာလို့ကြားတယ်လို့လေငါဒါမှမင်္ဂလာနော်အနဲ့ကောင်းတာလေးရှိဆိုင်ရတယ်လို့ဒါလည်းမင်္ဂလာအထီးအမြင့်လေးတွေခံစားရတယ်လို့ဒါမင်္ဂလာဆိုပြီးဒီလိုချင်းများလိုက်တော့ဘယ်ပြီးရောက်ကြတယ်လို့ဆိုလို့လက်ဒီပကားမျိုးကြီးရောက်ကြတယ်အဲ့ဒီအချိန်ခါမှလည်းကျွန်တော်တို့ဘုရားတစ်ခုဘုံမှာနေပါတယ်လို့ဆိုအဲ့ဒါမှတော့မရဘူးအခါနဲ့ဘဂဝါမြတ်စွာဘုရားဒီတာဝတိရတာဝိတိဒီအမှုအနာဂတ်ပိဋကတအနာရဘိန်တစ်သေးကြီးအာရမင်းနှလုံးမို့လို့ဒေဝရဖြစ်တော့ဒေတာဝနေဇေတဝံကျောင်းတော်၌ဝိဟာရတိတဘုံတော်နေခံတော်မူ၏လို့ဘုရားရှင်တို့တော်မြတ်ကြီးကတာဝတိကိုဘုရားဆောင်းမှာတရင်တော်နေထိုင်တော်မူတယ်အဲ့ဒီချိန်ခါမှာဘယ်သက်ကိုဒီလိုရောက်ရှိလာတယ်လို့ဆိုလို့အခါကိုဒီလိုနေတော်မူသောအခါ၌အင်းရတရာမျိုးတည်းအဖြစ်မတိစားတဲ့ဒေဝတာနတတိအဒိဋ္ဌနာယဥယျာလောဟိတအဒိဋ္ဌနာဝေနယောအရှိကြီးလိုလိုရှိပြီးပြီးကျေနာသတ္တအမင်းကိုတော့ဒေဝဝနကျေတော်ကြောင်းတော်ဥပဒေတမိခိဒဤလောကြီးဧကမနတိတေရတတော်ရနာအသာတိရရလေဧကမနတိတေရဘောဒရရနိုင်ဒီတော်ခေါ်ရပြီးတော်လာရောတာထေရတာဒီအခါဝနမြတ်စွာဘုရားကိုဂါထာယဂါထာဖြင့်ဣစ္ဆပါတိဤသို့နားတော်လျောက်ဤသို့သင်္ဆန်းလျောက်ပြီးလို့နော်ကျွန်တော်တို့မင်္ဂလာတွေကလူနဲ့များတစ်ဆက်မိနစ်တိုင်ကြာခဲ့ပါပြီတဲ့မင်္ဂလာအရှင်းများနေတာအဖြစ်မြတ်စွာဘုရားတဲ့မင်္ဂလာတရားကိုသူချာရှင်းအောင်ပေါ်ပြသိပြပေးပါဘုရားဆိုမထေရှားတဲ့လက်သားတစ်ပါးကလာလျှောက်တယ်အဲ့ဒီမထေရှားတဲ့လက်သားလို့ဆိုပေမဲ့လည်းနော်မထေရှားတဲ့လက်သားဆိုလည်းရှိပညာရှိပုဂ္ဂိုလ်တရားကနော်ဒါဟာတရားမင်းပြရမယ်အချိန်အားဖြင့်ရှိရဆိုရင်ဒီဥယျာဉ်လေးတဲ့တပေါင်းဆိုတော့ဒါနတ်ဗလာတရားရှင်ခံသိတတ်ပြီးတော့ဘယ်လိုတရားနာတဲ့အချိန်ဆိုတော့ကိုယ်ရောက်ကိုယ်ရတဲ့ဖြင်းလို့ဒီလားဒါတရားမင်းလာဆိုင်တာပဲနော်အဲ့ဒီဘာမင်းဆောက်တယ်လေဘယ်တော့ကိုကြားလိုက်တယ်လို့ဆိုဒီအခါမှာနေတဲ့ဘုရားအာနန္ဒာကကြားရတယ်ဒီလိုအာနန္ဒာကကြားတော့ဒီလိုတရားတွေကြားတယ်တော့တခါတည်းလို့တခါပြန်ပြီးစောက်ထားလိုက်တယ်လို့ဆိုရင်ဟဲ့လေတတ္တအရှင်မတတ္တဣဒံတုတ်တဣမမင်္ဂလာတုတ်တော်ကိုလေမယအာနန္ဒသေရဏအရှင်တို့အာနန္ဒာမထေရီဘဂဝါတော်မြတ်စွာဘုရားသံမိခါရင်းမောက်တော်မှာဧဝိဒတုတံကြလယဤဥပလက်တိတံမလယဤဥပသာရိတံဆောင်းလယဤနော်သာအာနန္ဒာကျတော့ဒီမှာတတ်တတ်ကြီးကိုဆောက်အဲ့ဒါဆိုပြန်ပြီးတစ်ဖြစ်ခေါ်ပြခမ်းမအောင်ပါဆိုတော့ဘုရားရှင်ခေါ်ကြလိုက်တာကနောက်ဆုံးတရာမင်္ဂလာ30နဲ့7ပါးရှိလာတယ်နော်အဒေဝနာကဘာလနနလိဓမ္မေကဒေဝနာဥရာသပိသနေယနေဧဓမ္မင်္ဂလာမေသမံဘောရောတေတဩနတဘာလနလိမိုက်တော့ရာအဒေဝနာကအရှင်မနိဝမသိကရနာဂါတော်ဗေတိဒါနမီယာရှိတော်ဒီကိုရတေနာကအရှင်ရောစိတယမာကတဘာဥဒနေတဘုသောဆံတော်ဒီကိုရာမိသာသ
အရှင်ဒီဘောရမာကသဘာအစာထား၍လောကသံမေဤလောကရန်တွေအရှိပါတဲ့မြေကတပိကတော်ရကအရှင်ယနာပုဂ္ဂိုလ်ဤစိတ်တော်စိတ်ဒီငါသံမေမတော်လို့အာတော်ကိုဆိုရင်လည်းမရှိရဇံရမဟုတ်တော့လည်းမရှိဒီမဲ့ဒီမရှိအဆုံးရှိတဲ့လောကကရာမင်္ဂလာတုံးကိုချစ်ချာဒီကပါတော့လို့ကမင်္ဂလာအချာဒီကနေ့ကောင်းပြီမင်္ဂလာပြုလို့တဲ့အခါကျတော့လောကီမင်္ဂလာရေးပြတာလို့လောကီမင်္ဂလာကတော့12ပါးကတ္တဝါဒမင်္ဂလာဝိပါဒမင်္ဂလာတိရောရတမင်္ဂလာပြေတိစေရနာမင်္ဂလာဒေါလာကရဏမင်္ဂလာနာမကရဏမင်္ဂလာဒုက္ခဒေနမင်္ဂလာအာဟာရပရိဘောဂမင်္ဂလာသီလကရဏမင်္ဂလာတဏ္ဍဝိသနာမင်္ဂလာတာမနေရပပုဇမင်္ဂလာအာဟဝိဝဟမင်္ဂလာရေလို့ကျွန်တော်တို့လောကီမင်္ဂလာ12ပါးရှိပါတယ်ဒီအာဝဟဝိဝဟနောက်ဆုံးမင်္ဂလာမှာဒီလိုနှစ်ဖက်မိကများတားတဲ့တမီးတွေကိုပြင်ရလက်ထပ်မင်္ဂလာပြုလုပ်နေတာပြီလို့နော်အဲ့တော့အတန်းနိုင်လို့ကျွန်တော်တို့မှာဖြစ်တဲ့လူအလုံးထိုင်းမှာရောက်ရှိနေကြတဲ့ဒီသားတဲ့တမီးတွေမင်းတို့သိကြကြလို့ရတာဘာမကြတဲ့မင်းတို့လိုင်းနေရတယ်ဒါလက်ထပ်ခံရပြုလုပ်နေတယ်အဲ့တော့လက်ထပ်ရှင်မှာဘုရားဘာသာမြန်မာလူမျိုးတွေကနော်ဘုရားဘာသာကိုဘုရားကနားထောင်လို့တိတ်ပြီးရဖြစ်ဘုရားတရားတန်ခါမိဘဆရာအနန္တအနန္တ၅ပါးကိုသိဖို့တဲ့ဓမ္မသာပြုလုပ်ကြတာလေနော်ဒါကြောင့်ဘုရားရှိခိုးရဘာကြောင့်တရားရှိခိုးဘုရားရှိခိုးဘာကျိုးရှိလို့တရားရှိခိုးဘာကျိုးရှိလို့လဲတန်ခါရှိခိုးဘာအကျိုးများရှိလို့လဲဆိုလို့ပြောဘုရားရှိခိုးတော့မပြောတာဘုရားကပိဒနာတိသဝန္တောသမတပိဒနာတိယဝန္တောသံဃတပိဒနာဘောဂဝန္တောရဏတပိဒဟိတံသလံနဲ့ဘုရားကမြတ်စွာဘုရားပူဇော်မှုတော်သူမဟာသေသဝန်တော်ဘိုးကြီးချင်းနဲ့ပြည့်စုံနိုင်တော်၏ဘုရားတရားတော်မြတ်ပူဇော်မှုတော်သူဒီမဟာမြတ်ဝန်တော်ဒီငါကြီးချင်းနဲ့ပြည့်စုံနိုင်တော်၏သံဃာတရားတော်အရှင်ဘုရားပူဇော်မှုတော်သူဒီမဟာဘောဂဝန်တော်ပြည့်စုံဥစ္စာနဲ့ပြည့်စုံနိုင်တော်နော်အဲ့ဒီမိကြကြီးတွေဒီနေ့ဘုရားရှိခိုးလို့ရှိရင်နော်တကူကျေပါတယ်တရားရှိခိုးများတဲ့တရားရှိခိုးလို့ရှိရင်စီးစိမ်ကျေပါတယ်နော်အဲ့ဒါကြောင့်ဘုရားတရားတော်ကိုဘုန်းကြီးတို့ရှိခိုးကြရအောင်လို့ဒီနေ့မင်္ဂလာမင်္ဂလာအပေါ်မှာဘုရားပြလိုက်ပါဦးမယ်မဟာဂါယုနိဘောနာတော်ဘုရားမေသာတုတိတကေမဟာဂါယုနိဘောခတိနေဘာလို့လို့ရောက်လာတဲ့ဗမာလာတဲ့မချအတူတနာမှုဒီလာတဲ့မဟာကရုဏာတော်လည်းရှိတော်ဘုရားတော်လာသောလူနာပြမတတဝါရဲ့ကိုယ်ဝေယသိဖြစ်တော်မူသောဘုရားတိခါလေးကမြတ်တရားကိုပိုင်ရဖြစ်ပြီးနေနေအတရားကြီးကိုလည်းမြတ်ပြီးနေနေဘုရားတပည့်တော်တို့မာတို့လက်ထပ်တော်ကြီးရာဤမေလာမေတ္တာတော်အတွင်းနဲ့သာဓုဒီနေ့တေဝတော်မူနဲ့ပါဘုရားကတတိချင်းပညာကြီးဘုရားအဲ့တော့ဘုရားတို့ထိုင်ပါလေမင်းတို့လည်းမင်္ဂလာမတ်တော်အလိုနဲ့ဘုရားတရားတောင်းတာဘောခရမ်းနဲ့မဖိုင်မှုကလည်းဥပ္ပူလေးတို့ဒီလိုအပေါ်မှာများရှိတယ်ဆိုတာမင်းတို့သိထားကြတာနော်အဲ့ဒါမို့ဘုရားရှိခိုးကြအောင်နော်ဘုရားရှိခိုးတဲ့ကိုယ်ပြောရတဲ့အစမကွာချင်ဒီတရားချင်းမျိုးသားယောဂီပါတို့ကိုပါကိုအကျိုးပဒနာထားရမှာကဘုရားသစ္စာလေးနဲ့မြေတရားကိုတောင်းကြခြင်းနဲ့မြင်တဲ့တရားတိတောင်လူနာကမှာတတ္တဝါအရာရှိချေထားအောင်ဟောကြားဖို့ပြီးတော်မူသောဘုရားကိုယ်တော်မြတ်ပြီးအားလကားဘုရားတော်တာဓမ္မအစကြာပြီးကလည်းအစေသုံးပါအစေကိုင်းခြင်းကိုပြည့်စုံပြီပါဒီလက်ပြမှာတတ္တဝါများဆင်းပါလို့တော့တောင်းလို့တော့ကာယစိတ်ဒုက္ခမတူဖြစ်ပြီးဆဆခံစားသိနေနိုင်တော့ဓမ္မ၆ပါးမြတ်တရားတော်အား၎င်းဒီကနေ့ဘာနာကိုရပြည့်ရယောဂီအဲ့လာဒီကနေ့ဘာနာသာတိလောချုံဒုက္ခိတနာအထာတိရိတဝါသာတိလောချုံကိုပါကုန်နဲ့ပြည့်စုံပြီပါလုံးစုံကြည့်လို့တန်ဃာတော်အရှင်ဘုရားများကို၎င်းပရိယရဏကိုညောဝါရှိဝန်သာမှုကရလိုက်ပါဤဘုရားတရားတန်ခါမြတ်ရဏကတာရတိမိယာဒီအရှင်သာဖြစ်ဘုရားတရားတန်ခါရဏသိတာဥစ္စာရမယ့်အခြင်းဖြစ်ပါလေနော်ဒါလေးကလိုင်းတော်ကိုလည်းကြားနေရမယ်ဘုရားတရားတန်ခါရဏမြတ်သိတာကိုသိသိသိရတာလည်းရဏမြတ်
ပြောတယ်ရရနာနဲ့ပြကြမယ်လို့မှာလောကီရနာလောကုတ်ရအခုရှိခိုးမှာကလောကုတ်တရာရနာပြခါကြောင့်လောကုတ်တရာရနာပြက်ခါလဲလို့ဆိုအတူတူဘောလုံးကိုပြောလိုက်တယ်လောကုတ်တရာရနာဆိုတာဒီရဲ့အန္တရာယ်ကြီးပြီးတော့နော်မိစ္ဆာရှိရောက်နိုင်ပါတယ်ညလောကုတ်တရာရနာကမကောင်းဘူးလို့အလို့ပြောတာတော့လောကီရနာဆိုတာကတော့ဒီရဲ့အန္တရာယ်ကြီးကကိုယ့်အသက်ကိုပါဆိုးရတယ်ဒါတွေဆွဲလိုက်ပြီးတယ်ဆိုလို့ရှိရင်တော့ဝေးပြီးရောက်နိုင်ပါတယ်အားကြောင့်လောကုတ္တရာရတနာမြတ်လို့ဆိုတယ်နော်ဒီကြတဲ့မှာကျွန်တော်အခုတော့ဆန်းနေလို့ကဆင်းရအဲ့ဒီကျန်နေလိုက်သားတဲ့တွေကရတနာခုနှစ်ပါးလေးပြောလိုက်အောင်မယ်ပြည့်နာရှိရဟတကိုမုဒ္ဒကလေးမနိဗရမယနော်ဝေရိယကျောင်းဝတိရသေပေါ်လာတန်တာဖြစ်ပြီးတော့ဒါရတနာခုနှစ်ပါးရှိပါတယ်အားလုံးသိကြပါရတနာခုနှစ်ပါးဘာတွေလဲဆိုတာသိကြအောင်သေဝေတလေကျောင်းပရမယသေတရာဆိုတာဒါရရတနာခုနှစ်ပါးအဲ့ဒီမှာရှိခုလေးကဒီဝါရှိနေတယ်ဆိုသတိရှိဝေတလိရှိဆိုပြီးတော့ရှိခုလေးမျိုးဆိုတာလေဒါကတော့ဒါလေးတွေမှတ်သားစရာလေးတွေကျွန်တော်ပြီးတော့အောင်ဒါပေါ်တာပေးနေဖြစ်ပါတယ်အဲ့ဒါတော့ဘုရားတရားတန်ခါပြီးတော့ဘုရားတရားတန်ခါပြီးဒီနေ့ကြရဲဆင်းနေကြတော့မင်းတို့အမိအခအဖိုးအဖွားတွေရှိတယ်နော်အမိအခအဖိုးအဖွားကြရဲကြရတော့လေဘာလို့ဆိုလို့ရှိရင်နာအန်တောအနန္တောအနိုင်မရှိအတိမရှိနော်တကယ်ကိုဘုရားတရားတန်ခါနဲ့အခိုင်အမာနိုင်နေထားတဲ့အမိအဖများကြီးလည်းဒီလိုတော့တားတဲ့ကလေးတွေကလက်မဖက်ခင်မှာလက်ဖက်ခံမကခင်မှာဖြစ်ဒါကြရဲကြရမှာဖြစ်တယ်ဒါကြောင့်နာအန်တောအနန္တောကိုဆိုတာလုံးကိုဆိုလို့ရှိရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘုရားရဒိဋ္ဌိမာနမိတရဗုဒ္ဓနာအာဘဒကမောတကဣလတလောကတသတ္တကရေဒိဋ္ဌိခိတာပတိချစ်တမီတွေလောကတမီဟောဒီလောကကြီးတွေမှာဘုရားရတိမြတ်များဆုံးသောပုဂ္ဂိုလ်တွေမှာတာတိတရမိဒုက္ခကိုကိုယ်ကြီးရှင်နှစ်ပါးတွေရာဒီအဲ့ဒါကဘုရားနဲ့နှလုံးသွင်းနေတဲ့ဇာတ်တော်ကစီနဲ့လူကြည့်အောင်ကျင်းလို့ဆောက်ရှောက်တတ်သူတွေပါဒီဣမတလောကတဤလောကကြီးဆက်တဲ့ကအကြောင်းအကျိုးအကောင်းအဆိုးမှန်များတဲ့ကိုဆောင်းစွာမြင်ပြကိုဆုံးမတဲ့သူတွေပါကြီးရဲ့ဆိုရင်ကြားရှင်ကြတဲ့ဒီကခေါ်ကြရတယ်နော်မိမိတို့မင်းကြီးကြတဲ့အမိများဆိုလို့ရှိရင်လည်းအပူအစခါဆောင်းစားရတဲ့အဖတွေဆိုလို့ရှိရင်လည်းနော်မိမိတို့အမိဝင်လိုက်တဲ့မှာပဋိတန်တွေနေတဲ့ချိန်မှတွေကဟောအာဟာရများလေလေမရှိအောင်ဒီကြားထဲမှာရှင်းလင်းတတ်တာလေးကျွန်တော်ရှင်းလို့ပြောပြအောင်မယ်ဘုရားမီဒီယာကြီးကဗိဓိတရမင်းရဲ့ဒါမိဒီယာခေါင်းကြီးဖြစ်တဲ့ဝေဒိမီဒီယာကြီးအစာကတကိုကိုယ်ဝေထားတဲ့အချိန်မှာရှင်းရင်းတယ်လို့တက်လိုက်တယ်လေဆိုလို့ရှိရင်အင်းရဲ့လက်မောင်းလေးကပြတ်တော့ပြီးတော့လိုက်ချင်ပါတယ်အဲ့ဒါမှသိချင်နေတာပြောမှဆိုတော့ဘယ်လိုလဲဝေဒိမီဒီယာကြီးကတမိုင်းတိုင်းတစ်ခုတည်းနဲ့နေတဲ့အခါဒီနေ့ကဘာကြောင့်မှိုင်းနေရတာလဲကွာမင်းရှိတဲ့ငါပြောကမှသူကမပြောချင်ဘူးတော့လေဒါရှိရှိတုံသားတွေကလည်းသိထားတာကအဖတ်တမဲ့တာသူကမငိုးတော့မငိုးနေလေဖတ်နေတဲ့အရေးကြီးရနေတနေ့နေရနေတမန်နဲ့နေရနေငါသားလေးကမူးနေနေရမယ်ဆိုပြီးတော့အဲ့မှာရှင်းရှင်းတက်လိုက်တာဘယ်လိုတက်လိုက်လဲဆိုတော့လက်မောင်းလေးမှာတောက်ချင်ပါတယ်နော်အားဒါလေးကဘာဖြစ်လို့လဲကွာအဖရဲ့မိတာကနော်တန်လေးကိုပြောနေတယ်သူကလည်းမောင်းကိုဓာတ်နဲ့ဆိုတော့တိုက်ခဲ့တယ်ရဝေးနေရနော်အဖရဲ့ဟာလည်းအမှုဝင်တိုက်ခဲ့ပုံရတယ်ကနော်ပါရုပ်နေရုပ်ဝိစာတိနေရတာကဒါအဖရရလည်းနာအန်တော့အနန္တော့အနိုင်မရှိအတိမရှိပါလေတဲ့ဒီသားတွေခုံခိုးပြီးနဲ့နော်နံပါတ်6ရမယ်ဆိုရင်ဘုရားရှင်ကိုယ်တော်ကြီးကဘာဘုရားနံပါတ်ကြီးနေတဲ့နံပါတ်1ကဒီသားခုံခိုးပြီးနေတာလို့ဖြစ်တယ်တဲ့ဘယ်လောက်ကြီးကြတာလဲဆိုဟဲ့နာတတိယရင်းကြီးအကြီးကျယ်ကြီးနဲ့ဆင်ရတယ်နဲ့ဒီကခုံခိုးပြီးနဲ့နှိုင်းဆင်လိုက်မယ်ဆိုရင်ဟောဒီလိုကဒီရဲ့ကိုမြလိုက်တာရှိပါတယ်ဒီကလာထောင်းလာအေးအိမ်လာတဲ့လူတွေကိုလာတော့မဆန်းရပါဘူးကွာငါဒီမလာသေးကြပါတော့နဲ့လို့နော်မရှိတဲ့တကယ်တမင်းပနာကြီးကျေလာပြီလို့ဖြစ်နေနဲ့ဒီသားတွေဘုံကြီးကြီးနဲ့နှိုင်းလိုက်လို့ဆိုလို့ရှိရင်တော့နွားချရာကျလူတွေကရင်းနေတမန်နာများရှိပါတယ်တဲ့နော်မဟာမေရီရင်းလို့တိုင်လို့နော်ဒီဘလောက်ကြီးနဲ့ကြီးတာဆိုဒီလိုမိသားမိသားဘုံကြီးကြီးနဲ့နှိုင်းလိုက်အောင်လို့ဆိုလို့ရှိရင်ဝမ်းနဲ့တိုက်ကဦးကြီးကြီးအားလောက်နေတာရှိပါတယ်တဲ့ဒါကြောင့်မိသားဘုံကြီးကြီးကလည်းအင်မတန်မှကြီးကျယ်နေရလုံးလို့မိသားများလည်းကျွန်တော်ကြောကြမှာဖြစ်ပါတယ်တားတို့သမီးမိသားတို့ကြောအခမ်းမှာလည်း
ဒီကကြောဖို့ရဒီလိုတော့မကတိတိတိဟာမင်းသာဒီလိုတော့ဆိုရမကနှစ်တဲ့နေတာကိုကျေးဇူးရှင်လို့ဆိုကြအမိလည်းရဖလည်းအမြဲတမ်းလို့မကုန်တဲ့နိုင်တို့တွေမိစ္ဆာလက်ကြီးကလည်းရှိတာတင်ပြီးငြိမ်းကြီးကိုအထူးပုံကမကုန်နိုင်ဘူးတဲ့ဒါကြောင့်ဒီတိုင်းမှာအတိအကျထားလို့လာအဝီရှိပြီးတော့အမိတော့အလောင်းရှင်နဲ့ဒီလိုဆိုဒီဝဲနေတော့ဆယ်မိနစ်ကျော်ပြေတော့လည်းဘုံပေါ်ကမင်းလို့ပြပေးလာရှိတာကနာဆိုရရတယ်ဖခင်မင်းကြီးရှင်ရဲ့ကြည့်ပြီးတမိဝဲကတန်ဒီကတိကိုတန်နေတာခွင့်လို့ထားကြတယ်ဒီဟာတော့ဒါဝင်နေရမှာရောင်းရတတ်မှာထားတာတန်းတော်မရှိတောင်းပြီးအမင်းမိဘအပေါင်းပြည့်အကြောင်းမိဘအပေါင်းလို့မကောင်းမိသားစုရဲ့ညီမတတ်တယ်လို့ပြောနေရတဲ့ညတဲ့ဝင်ငါအမဖမာတာတို့ဆောင်းရပြီးတာသမီးရဲ့ပြင်းနေတဲ့ပြဆောင်းရဲ့ဒီမင်းမွေးခံထိုက်ဆုံးမြရဝင်ဆောင်းလို့ရုံးတယ်ဝင်ငါတယ်မေတ္တာနဲ့လက်အံတဲ့ဒီဘက်မကျတဲ့အပင်လေးဒီပင်လေးကတပင်သေးပြီးပြန်လည်အောင်းဝစီတီပြောမနောပါရ300တို့ကကြာတဲ့ရင်မတန်လျော့ကြရတဲ့အောင်ဒီကနေ့နှစ်ဖက်အမိအဖအဖိုးဖွားများအပေါ်မှာတားတဲ့သမီးတွေကအပြင်များလိုလာရှိရင်ဝင်ပါမိကြောလိုက်ပါ၏မာတာတိတနှစ်ဖက်တော့ဒီကနှစ်ပြအပေါင်းလုံးတော့ဒါလေးကမိရတဲ့ကြောမှာပါတားတဲ့သမီးတွေနော်ဒီခန်းလေးကိုမိသားတွေကိုပြန်ပြီးခေါ်လိုက်တာလို့နော်အဲ့တော့ဘာလဲမိသားကတော့ခန်းပြီးငါအန်တော့အတော်တော့အလိုက်မရှိအသိမရှိဆိုတော့ဒီကနေ့ဘာပေါ်မှာလဲဗျာဒါလည်းဆိုတော့တက်ခါဆိုတော့ဆရာနော်အာစီရဲဆိုတော့ဆရာတာတတိဟိမတိတိတက်တာတာတတိဆုံးမတာဟိမတိညင်းတဲ့တဲ့ဣတိကမှာဆုံးမတဲ့ညင်းတဲ့တဲ့တော့ဆရာကြီးရတယ်တဲ့နော်နောက်တော့ရှိသေးတဲ့တိတ်တာနဲ့ဟိတာနဲ့အာဘုဒ္ဓံသရတိတိအာဂရိယတိတ်တာနဲ့တတိတဲ့ဟိတာနဲ့အတေဒီဝအလို့အာဘုဒ္ဓံဆိုတော့သရတိကျင့်တာဣတိကမှာဆိုလို့တတိယအကျိုးကြီးလားကိုဆောင်းလက်ကျင့်တတ်တော့အာဂရိယကြီးရာဆရာကြီးတဲ့ဒီဆရာတော်ကြီးတဲ့နော်ဒီကဆရာကြီးတွေပါလေလို့ဒါချက်လို့ရရဲ့ဆရာကြီးတွေဒီလိုလဲဒီကနေ့တော့ပထမဟာလေတက်ချင်မှတက်ကြပါလိမ့်မယ်လို့တာတတိဟိတတိတိတက်တာပြင်းသေးတာဆိုတော့နော်တာတတိမဟာမိဘရောက်လို့ဆရာကိုကြောက်ရင်ပညာမတတ်ဘူးမလုံးမမလူကြီးကြပါဘူးလို့အဲ့တော့ဆရာများချောတဲ့ခါချောရတယ်ချောတဲ့ခါချောရတယ်နော်ဒါမှမဟုတ်တကယ်တော့ဆရာသမားများကလည်းဆရာတရားသံဃာမိဘနဲ့နိုင်တဲ့တိုင်းနဲ့ထားပြီးလေးစားအပ်တဲ့လေးစားတင်လေးစားလိုက်တဲ့ဆရာသမားတွေပါလို့နော်ပရိညာဘောတရမီများမှာရှင်နာပရိညာဘောတရမီများမှာအရှင်နာတရားရှင်နာအတိထားတာဖြင့်တနာငဲ့ကြဆိုအတ္တပညာများသင်ကြားပြီးခဲ့တဲ့ဆရာတော်တဲ့ဆရာမြတ်ဆရာတွေပါလို့ကလေးကလည်းသင်္ခါရတာဒီတရအခရာသုံးနေတော့အတိချာခန္ဓာနာနာကြာနာနာကိုသင်ကြားပြသပြီးခဲ့တာအဲ့ဒါမြတ်စွာဘုရားဒါမှမဟုတ်တက်သေးခြင်းနဲ့ကုရဏမတ်ခြင်းနဲ့ကုရဏရဆိုခြင်းနဲ့ကုရဏရှင်မအပြည့်နဲ့ခေကလေးပြတာဖြစ်ရရဲ့တော်လဲရရဲ့တော်လဲထောတခါတစ်မျိုးထောတခါတစ်ပုံမျိုးနော်သိပ္ပံဝိဇ္ဇာအတ္တပညာများသင်ကြားပေးကြတဲ့အေဘဆရာမြတ်စွာတို့ကိုဒီနေ့ကြောကြအောင်ဆိုတော့မာမေရိနိုင်မှုနဲ့ဒီလိုလည်းဘုံကြီးကြီးနဲ့လုံကရဏငယ်ငယ်တွေကဒီကရအခရာဆုံးလေးပဲဖြစ်တဏ္ဍပေပင်ပင်ကျင်းတာအစလေးလားတရားရှင်းတဲ့ခြေရင်းရောက်ကတွတ်ထွက်တဲ့ရင်ဒီသာကနဲ့အလေးလားဆုံးနေနဲ့တက်ထွန်းမိတိုင်းတင်ကြပေးဆောင်ပြီးတဲ့ဆရာတခင်ပြီးကိုတောင်းလို့အပေါ်မှန်ဒီရောတိုင်းဖြေလိုက်ကြရအောင်မင်္ဂလာအောင်ရှိခွင့်ပြုတော်မူပါပါအာတရိယဘုနောဤတဲ့ရက်တော်ဆရာအင်းလေးဆရာအပေါင်းလို့ဒါကြီးကလည်းဆရာတခင်ကိုလက်တော်ကလည်းအခန်းလေးပါလို့ဆရာများကိုလည်းဥဒ္ဒဥခိုက်ကိုကြောလိုက်တာအဲ့တော့ဒီကနေ့နားတော့အလေးလေးပြီးတော့နောက်ကြောလည်းလည်းငါးပါးကြောပြီးဆိုတော့လက်ထပ်ခံစတော့မှာလက်ထပ်ခံစတော့မှာဆိုတော့ကျွန်တော်လက်ထပ်ချင်းဒီလိုလက်ထပ်ချင်းကလည်းကျွန်တော်တို့ဆယ်ပါးရှိရတယ်တစ်ဆယ်ပါးလက်ထပ်ချင်းလက်ချင်းကလက်ထပ်ချင်းလက်နဲ့လက်ထပ်ချင်းအဝဲလက်နဲ့လက်ထပ်ချင်းလက်နဲ့ချင်းလက်ထပ်ချင်းဒါလီဖွဲ့နဲ့လက်ထပ်ချင်းသူရည်ရည်လက်ထပ်ချင်းတန်းလုံးချင်းလက်ထပ်ချင်း
ဒီဘက်နဲ့လက်ထပ်လက်ထပ်ချင်းရေချင်းကျင်းလက်ထပ်ချင်းဩဘာသာရေးလက်ထပ်ချင်းနော်အဲ့တော့ဒီကနေ့တော့တားတဲ့တမျိုးကဟိုဒီမင်္ဂလာလက်ထပ်ချင်းမရှိတော့ဩဘာသာလေးမင်္ဂလာဩဘာသာလေးဖြစ်ပြီးတော့လက်ထပ်ပေးရမှာဖြစ်ပါတယ်နော်အဲ့ကြတော့နော်ဒါလက်ထပ်ချင်းလေးအခင်းရှိနေတော့ဘုရားကလေးဖြစ်နေတယ်မှာတော့တားတဲ့တမျိုးထိုင်းကနေလက်နဲ့နားဆောင်လိုက်တယ်မပြင်းတဲ့အမေကတိုင်းစာမှာဝစားချင်နေလို့ဆိုရရင်လို့ပြရတော့တယ်ကတော့လောရတာသိပါတဲ့တိုင်းရှိတယ်။သမီးတို့ကြတယ်တော့အင်းလေးလေးတိုင်းဒေသမိတ်တာပြကြရဲအဲ့ဒီဒီလိုဟောရဆိုအင်းဒီအပ်ပါဆိုတာလေးလည်းရှိခဲ့တယ်နော်။ဒါဒီတော့ဒီလိုသားတို့တို့လောကတော့မှမရှိတဲ့အပေါ်ဖြစ်ပြီးမပြောတော့ပါဘူး။ဒါကိုအဓိကထားပြောရမယ်ဆိုလို့ရှိရင်သံဃာတရားလေးကလည်းဥစ္စာနာသံဃာအာရကသံဃာကလျာဏမိတ်တာသံဃာဓမ္မဘူတာသံဃာဆိုတော့သံဃာတရားလေးကလည်းပြည့်စုံရပါမယ်လို့နော်ဒါတို့တမီးတို့ဥစ္စာနာဖတ်ကြလုံးဝဝိရိယရှိရမယ်လို့မိဖအဖို့ဘွားနော်ဒီကောင်မောင်နှမတွေနဲ့ဒီကနိုင်ငံတရားကိုပြီးမှာနော်ဒီရစားနေတဲ့ချိန်မှာမတိညာနဲ့ဖတ်ကြလုံးဝဝိရိယရှိဖတ်ပြီးတော့မျိုးဖတ်တယ်ရောဖတ်တယ်နာလေးအာရခတ္တရာထိမ့်သိမ်းစောင့်ကြရပါလို့ဒီလိုမျိုးဆဲတဲ့တည်းကြီးအောင်လဲနော်နောက်ဆုံးမကြည့်ရဘူးဒါအတုံးမြတ်အောင်လုပ်ပြီးတော့သူ့ဖိုင်းရပါမယ်အာရခတ္တရာပြေးစောင့်ကြပါလို့တရားနာမိတ်တာသံဃာနော်ရောင်စုံကာလာချဲနေစရာမလိုပဲဒီကောင်းဖို့ကောင်းမရှိဘူးအော်နေအဲ့ဒါကြောင့်ဒီကောင်းဖို့ကောင်းချဲတမရာဇာသံဃာပြည်စုံတဲ့သူတို့နဲ့တစ်ဖက်နဲ့တစ်ဖက်ညတာသိနေတယ်နေကြရပါမယ်ဒါလေးနော်ဒါလေးကိုဒါတားတဲ့တမီးတို့အကြမ်းနဲ့ကျမတို့သာကျတူကနေဖိုင်းနေနေမှာကြားနေတယ်ဖြစ်ပါတယ်။ဘာလို့အရက်သားပြောနေနေလဲနည်းနည်းအောင်တော့ဒီလာလည်းလက်အောင်ဝေးလာတာလေးကလက်အောင်တော့ဒီလိုမျိုးကအလိကမခံနိုင်မှုကဒုက္ခကိုယ်တော်နဲ့ကိုဖြစ်တာကအနတ္တပြန်လာရင်အဆုံးပဲနှလုံးကြီးရဲ့ဒီဆိုတာလေးကိုဒီလိုမျိုးဒီလိုမျိုးအောင်လို့လက်အောင်ဝေးမှာဆက်ဆက်မှာပါတယ်။ကျွန်တော်တို့ဘာလို့လဲလို့ဟာပါလို့ရောက်တဲ့အရက်ကိုအောင်လို့ထားတာဒါတို့ကလေးတွေဒီလိုစီးရဲတဲ့အောင်မှဒီလိုနဲ့လက်အောင်လို့ဒါလေးတွေလည်းအောင်သားတယ်နော်အဲ့ဒါကကိုရောနဲ့ကိုရောတော့မဆောင်နိုင်ဘူးနော်ကျေရည်အဆုံးနဲ့နှလုံးရောနေတယ်ဘယ်လိုသားနဲ့တူတူရပါဘယ်လိုတူတယ်လဲဒီကဘာပြောတယ်လဲလို့ရှိရင်ဒါလည်းဒါလည်း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 ဒါဥပဒံကရာဒါလည်းကိုရောဘယ်လိုအေးအောင်ဒါနာဒါလည်းနော်ဒါလည်းလို့ရရဟာဒီလိုရတယ်ရာအဲ့ဒါနဲ့ဒီမှာဒီလိုမနေ့ကအာမတူချင်းဒီ၎င်းဒီကလည်းဒီဒီနဲ့ဒီအဖြစ်မှာတော့ဒီလိုဆရာမန္တရာတွေကိုဘာလို့တံ္ဍရာရနော်ဒီတော့မာဒီ၎င်းတောက်ထိုက်တာပရိယောထတဲ့မျိုးမျိုးကိုကြီးကြီးလာထားရခြင်းဒီ၎င်းလို့နော်အဲ့တော့မကောင်းမှုကြောင့်ကောင်းမှုဟောတိတ်ကိုကြည့်အောင်ထားကြပါလို့တားတဲ့ဒီလိုချင်းများကိုဆက်လက်လာပါတဲ့ကျွန်တော်လက်ထပ်ခံစာမလို့လက်ထပ်ခံစာလို့ဆိုတဲ့ဒီလိုမလားအဲ့ဒါကလေးလို့ဒီကနေ့တော့တားတဲ့တမန်တွေကိုနော်မင်္ဂလာခမ်းမကြီးလေရာရာပြီးပြည့်စုံတဲ့ဒီဖြစ်လာတဲ့ဒီလိုအဖို့ဖွားတွေပါနေတော့လက်ထပ်ခံစာပါလေအော်မင်္ဂလာအောင်ရာဒီခါရနေတဲ့ကမ္ဘာနဲ့ရင်းရစခိုးလက်ထပ်နိုင်ရင်မတန်းနေတာဘုရားနဲ့ဒီရာဝခိဒီရာတိသုံးမိကလာဟင်းဒီပါဖြစ်အတိတ်နမိတ်ကောအောင်ဘိသိက်တော်လောင်းလိုက်ပါတော့လေအောင်ရတုအောင်ရတုအောင်ရတုတတမင်္ဂလာခလိမ့်ပြီးတဲ့လာရေးချကောင်းမြတ်မင်္ဂလာမြတ်ဧဝတိတိတ်သမီးရဲ့နေတာစားရဒေနာဘုရားသမီးရဲ့တော်၌ဒီပါဒေရတိအောင်ရတုအောင်ရတုအောင်ရတုတတမင်္ဂလာခလိမ့်ပြီးတဲ့လာရေးချကောင်းမြတ်မင်္ဂလာမြတ်ဧဝတိတိတ်သမီးရဲ့နေတာစားရတော်တော်တော်သမီးများကျွန်တော်တို့အောင်ရတုအောင်ရတုအောင်ရတုတတမင်္ဂလာခလိမ့်ပြီးတဲ့လာရေးချကောင်းမြတ်မင်္ဂလာမြတ်ဧဝတိတိတ်သမီးရဲ့နေတာစားရဒေနာမောင်ရင်ကျေဘုရားသမီးမတ်ဆန်တာဝင်လို့အတော်နဲ့ဒီပါမယ်ဒီစိတ်နာနဲ့ရတနာနဲ့ဘုရားတော်ကရတနာနဲ့ကြရတာဒီကနေ့သင်္ကြန်ရဲ့ဝါဒနဲ့တူစိတ်နာနဲ့ရတနာနဲ့ဇာနနာရတနာနဲ့ကြရတာဒီကနေ့သင်္ကြန်ရဲ့ဝါဒနဲ့တူစိတ်နာနဲ့ရတနာနဲ့သံဃာနဲ့ရတနာနဲ့ကြရတာဒီကနေ့သင်္ကြန်ရဲ့ဝါဒနဲ့တူဝါဒီကမမင်္ဂလာနဲ့ခန္ဓုကမထေဝတာသမဘုရားမိဘဝိနာတရာတုခိဘုံလူတေဝါဒီတပမင်္ဂလာရေခန္ဓုတပဒေဝတာ
တမဓမ္မနုဘာဝေနသရာတုဒီကိုလူတေဝါဒုတမမင်္ဂလာဝေခန္တုတမဒေဝတာတမသံဃာနုဘာဝေနသရာတုဒီကိုလူတေတမမင်္ဂလာလုံးစုံသောကောင်းမြတ်မင်္ဂလာမြတ်အင်္ဂါတို့သည်ဤနဲ့ဤရဲ့ဤအချိန်ကာမသာယေသရုဒ္ဓမောင်ဝေပြောင်းသူတို့မဆန္ဒဝင်းတို့ဘော၌ဒီပါတိဖြစ်ပါစေတည်းဘုရားနုဘာဝေနဘုရားအာနုဘောတော်ကြောင့်၎င်းဓမ္မနုဘာဝေနတရားအာနုဘောတော်ကြောင့်၎င်းသံဃာနုဘာဝေနသံဃာတော်များ၏အာနုဘောတော်ကြောင့်၎င်းသဗ္ဗဒေဝတာနမေနကောင်းနာပေါင်းတို့သည်ဒီကနေ့ဒီရဲ့ဒီအချိန်မှသာလေသရုဒ္ဓမောင်ဝေပြောင်းသူတို့သမီးမဆန္ဒဝင်းတို့ဘော၌လက်ခံပြီးကောင်းသွားမလေဆောင်ရှောက်ကြပါစေကုန်တည်းပြေလောဘောရိယမူရတဲ့ကဏ္ဍနန္တိဝဒနောဧဝမေဝသေယတုဒေတုဒေယမင်္ဂလေမေတ္တာနဂရောကာလသာတမေမနာတနာဖြင့်ဆက်ဆက်တော်ဖြင့်ဖြင့်တခါတော်လည်းဒီကြရမျိုးလာပြီးမင်းမောင်းလို့ဤနန္တိဝဒနောငါတို့ရဲ့မျိုးနွယ်မှဘုံမနေလောကတလောတေဝဓမ္မဘုရားရှင်မှန်ဖြစ်တယ်တကားရေလို့ဝါဒနာအော်လေအားရမြတ်တဲ့ခြင်းကိုသိစေနိုင်တော့ဘုရားပြုတော်ဆောင်တော်တဲ့လေးသူစာမြိုင်တရားတို့ဘုံငယ်စွန်တကားရဲ့သင်ကြားကြပြီးနေတယ်ဟုဘုရားရှင်ကိုယ်တော်မြတ်ပြီးဟောရမူလသိဉာဏ်နဲ့မြတ်တဲ့ဝိုင်းပါလို့ဆက်တိုင်းဝိသုဝိဆောင်တဲ့ဒီဉာဏ်မြင့်ရဲ့အပရာပိတာခေါ်တဲ့14တော်မြတ်ခြင်းပေါ်၌ဘုရားတော်ရဲ့သာဘုရားတော်14ယူသနာရတဲ့က14ယူသနာနောက်ပိုင်းမှာဆက်ကြဝလာတိုင်းရှိပါလို့အဲ့ဒါမာယူကနာခေါ်မြကြီးတဲ့မေဝဒဝတိနန္တေပေါင်းလို့ကိုဖောင်းတော်ရဲ့ကျေအောင်မြင်တော်မူတဲ့တဲ့တို့ဥပမေယိမမေယယံကိုအောင်မြင်တော်မူရဖို့ဒီမထားလာဘူးဒီတော့ပဲမနေ့ယခုလက်ခံမှုကြတဲ့ဘုရားမောင်လို့ပြောအောင်လို့သမီးလက်ခံတဲ့လူတွေဟာမေယဆဲလူရတယ်နဲ့ဟင်းကြလို့အောင်ဆဲလူရတယ်နဲ့ဟင်းကြလို့အောင်လို့ရတယ်လည်းတော့ဘောကြလို့အောင်လို့ရတယ်လည်းမဟုတ်ကြတယ်အောင်အောင်မေရှိနေတယ်တခါတော့အဟောကိုအောင်မြင်မနိုင်ကြဘူးမေယမင်္ဂလေအောင်မိတ်တို့နဲ့အောင်မိတ်တို့ခံရောက်ပါလို့အောင်တဲ့အောင်တဲ့အောင်မလားမောင်းလို့ဒီမေယတူဆွေးနွေးရရင်လည်းဟင်းကြလို့အောင်မြင်ရပါစေဆွေးနွေးရရင်လည်းခံကြလို့အောင်မြင်ရပါစေပြောရရင်လည်းသဘောကျလို့အောင်မြင်ရပါစေရုပ်ရရင်လည်းမဟုတ်ကြမလဲအောင်မြင်ရပါစေတကယ်တော့အဟောကိုအောင်မြင်တော်မူနိုင်ကြပါစေတော့အောင်သေးတော့ဒီတော့ကျွန်တော်အားလုံးသိချင်တယ်